အလုပ်ကိစ္စတစ်ခုကိုလုပ်ရင်းနဲ့စိတ်ဝင်စားစရာကောင်းတဲ့ငရဲတကားဇလန်းကိုရှာဖွေတွေ့ရှိခဲ့တဲ့ Jack Sullivan ရဲ့မှတ်တမ်းအကြောင်းကိုတင်ဆက်ပေးသွားမှာပါခင်ဗျာဒီနေရာဟာ Turkmenistan နိုင်ငံမှာရှိပြီး1980ခုနှစ်ဆိုဗီယက်ယူနီယံခေတ်ကဒါဝါဇာရွာနားမှာတူးဖော်ရေးလုပ်ရင်းမြေအောက်လိုင်ကူပြိုကျရာကနေစတင်ခဲ့တာပါထွက်လာတဲ့အစိမ့်ငွေ့တွေကိုထိန်းချုပ်ဖို့သိပ္ပံပညာရှင်တွေကမီးရှို့လိုက်ကြပါတယ်ရက်အနည်းငယ်အတွင်းမီးငြိမ်းသွားမယ်လို့ထင်ခဲ့ပေမဲ့ဆယ်စုနှစ်9ခုကျော်ကြာတဲ့အထိမီးဟာမငြိမ်းခဲ့ပါဘူးအခုခါမှာတော့ဒီဒါဝါဇာတန်းငွေတွင်းကြီးဟာကာရာကန်တဲကန်နာရတဲ့ကမထင်မှတ်ထားတဲ့ကဘာလက်ခီးသွားဆွဲဆောင်ရနေရတစ်ခုဖြစ်လာခဲ့ပါတယ်ဂျက်ဆောရဲ့အဆိုအရတော့ဒီမီးဟာလေထုညဉ့်ညမ်းစေပေမဲ့နှစ်ပေါင်း40ကြာလက်ပတ်နေတဲ့တအားပေးစက်ရုံတရုံထက်တော့ပိုပြီးမကြီးမားပါဘူးလို့ဆိုပါတယ်ဒီတွင်းကြီးကိုနီယာရာဂွန်ကိုမိတောင်ထိပ်ကအမြဲတမ်းတောက်လောင်နေတဲ့ချော်ရီကန်ကြီးတွေလိုတဘာဝဖြစ်စဉ်တွေနဲ့လည်းနှိုင်းယှဉ်နိုင်ပါတယ်တခြားနေရာတွေမှာလည်း1962ခုနှစ်ကတည်းကမီးလောင်နေတဲ့ပင်ဆယ်ဗေးနီးယားကမြေအောက်ကျောက်မီးသွေးလွှာတွေလိုရာစုနှစ်နဲ့ချီပြီးမီးမငြိမ်းနိုင်တဲ့နေရာတွေအများကြီးရှိပါသေးတယ်ထူးခြားတာကမြေပြင်မှာအရန်ထင်ရှားပေမဲ့ဂျိုတူးကနေကြည့်ရင်တော့ဒီမီတာ100ကျဲတဲ့တွင်းကြီးဟာတိတ်ပြီးစိတ်ဝင်စားဖို့မကောင်းမဲ့ပြင်းစရာကြီးဖြစ်နေတတ်တာပါပဲမီးပဲတော့ငြိမ်းမလဲဆိုတာမသိရသေးတဲ့ငရဲတကားရဲ့အကြောင်းကို Jack Sullivan ရဲ့မှတ်တမ်းတိုင်းတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ